ကင်ဆာပြောင်းစေကိုပုတ်ပင်ကိုအိမ်တိုင်းဆိုင်ကြဖို့တတိပေးလိုက်တယ်မင်းသမီးကြီးချို့ပြောမင်္ဂလာပါပရိသတ်ကြီးကင်ဆာတွေအရန်ဖြစ်လို့လူတိုင်းကင်ဆာနဲ့ပဲဆုံးပါသွားရချိန်မှာပြည်သူချစ်တဲ့မင်းသမီးကြီးချို့ပြောကတော့သူယုံကြည်ထားတဲ့တိုင်းရင်းစေဝါတလက်ကိုတော့ပရိသတ်တွေစီအတိပေးလာခဲ့ပါပြီချို့ပြောသူခေသူခါမှာအရန်နာမည်ကြီးခဲ့တဲ့အစရောမင်းသမီးကြီးတလက်ဖြစ်ပြီးအနုပညာတန်တလျှောက်မှလေသူမရဲ့အလူတန်းရက်ရောမှုစိတ်တဘောထားပြေဝမှုတို့ကြောင့်နာမည်ကျော်ကြားခဲ့တာပါချို့ပြုံးတယောက်ဘလောက်ပဲသဘောထားပြေဝသလဲဆိုရင်သူမအိမ်ကိုလာခိုးတဲ့သူတကိုးတော်တနာလို့အကြိမ်ကြိမ်မဖို့ပေးပြီးပြန်လို့ပေးခဲ့ပူပါရီဒီတခုအကြောင်းကိုတော့ချို့ပြုံးကအင်တာဗျူးတစ်ခုမှာဂုဏ်ယူစွာထုတ်ပြောလာခဲ့ပြီးကျမအသက်ကြီးလာတော့အိတ်ဆက်တယ်ညဆိုချွတ်ချွတ်ဆိုတဲ့အတန်ကြားတာနဲ့နိုးလာတာပဲဒီလိုတညပေါ်အိမ်ရှိခန်းကနေအတန်တွေကြတော့ကြောင်လို့ထင်တာမဟုတ်ဘူးလေထားကြည့်တော့မှတခိုးဖြစ်နေရင်ငုတ်တုတ်လေသူ့တခိုးကတောင်းမှန်တာပေါ့လူတွေမနှိုးပါနဲ့သူ့မှာစားစရာမရှိလို့သူခိုးရတာပါမိန်းမနဲ့ကလေးတွေရှိလို့ပါဆိုပြီးချို့ပြုံးလဲတနာသွားတာပေါ့အဲ့ဒါနဲ့ဟဲဟုတ်တာပဲသူတို့လည်းမရှိလို့ခိုးစားရတာပဲဘယ်ခိုးချင်ပါမလဲဆိုပြီးတနာလို့မဖို့ပြပြီးပြန်လွတ်လိုက်ပါရီတာကြီးသမီးကြီးတွေသိရင်ကြောင့်မကောင်းဘူးလေရဲစခန်းရောက်ရက်ွက်လူကြီးရောက်နေဒုက္ခများကုန်မှာအဲ့ဒီမှာတင်တခိုးဆက်လန်သိမ်းသွားပြီထင်တာဘယ်ဟုတ်မလဲတော်တော်ကြာမေးလောက်လို့အတန်ကြားလို့ထပြန်ရောဟောအရှိတစ်ခေါက်ကအဲ့ဒီတခိုးပဲဖြစ်နေပြန်ရောမေချို့သူကကလေးเจ้าစိတ်လိုတဲ့အဲ့ဒါနဲ့အေးဆိုပြီးပတ်စံထုတ်ပေးမယ်ရှိသေးတာကြီးကနိုးလာပြီးဖမ်းမယ်ထောင်ထဲထိုက်မယ်တကယ်ဖြစ်ကုန်ရောအဲ့ဒီခါကျမေချို့လဲတားမြတော့တခိုးထောင်ထဲလျှောက်သွားရောအဲ့ဒီကြမှာချို့ပြုံးတို့အလုံးများကုန်တာအဲ့ဒီတခိုးထောင်ထဲလျှောက်တော့သူမိမနဲ့ကလေးတွေဘယ်လိုစားမလဲဟဲဆိုပြီးလိုက်စုံဆန်းရထောက်ပံ့ရကြောင်ထားပေးရနဲ့တခိုးထောင်နေရလွတ်လာတဲ့အထိကို့မှာသူတို့တွေစောင့်ရှောက်လိုက်ရဆိုတာလေရဲလဲရဲရပါတယ်နောက်ဆုံးကြတခိုးလွတ်လာတော့မေချို့ကြော့ရှာပါတယ်သူနောက်မခိုးတော့ပါဘူးတဲ့အခုဆိုသားသမီးလို့တပည့်အရင်ကြီးလို့တော့ဖြစ်နေပြီအမတ်တရားတွေပါဟဲလို့ထုတ်ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီကလေးကချို့ပြုံးရဲ့စိတ်တဘောထားအင်မတန်ပြေဝပြီးတနာညာတာတက်ကြောင်ဂယုဏတရားကြီးမားသူဖြစ်ကြောင်ပရိသတ်ကရေးစားမိခဲ့ပါတယ်အခုတစ်ခါမှလေချို့ပြုံးကသူ့ကိုချစ်ကြတဲ့ပရိသတ်တွေအနာရောဂါပျောက်ကင်းပါစေဆိုပြီးကင်ဆာပျောက်တဲ့ဆေးရုံပုတ်ပင်အကြောင်းကိုထပ်မံမျှဝေလာခဲ့ရဖြစ်ပါတယ်ချို့ပြုံးကဆေးရုံပုတ်ပင်ကို၃ခွက်တစ်ခွက်တင်တောင်းရင်လေချောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေပျောက်ကင်းပါတယ်တချို့လေရှာမဲသီးလို့ခေါ်ပါတယ်ရွှေအုံးမြင့်ဆရာတော်ဖျားကြီးကိုယ်တိုင်မိန်ကြတဲ့ဆေးပင်မို့ယုံကြည်တောက်ပါမိချို့လေကိုယ်တိုင်တချင်းဆိုလို့မရတော့တောက်ခဲ့ဘူးပါတယ်တကယ်အစွမ်းထပ်ပါတယ်လေချောင်းဝေဒနာခံစားနေရတဲ့ချစ်ပရိသတ်များဆေးရုံပုတ်ပင်ရဲ့အစွမ်းကိုတော့အထင်မသေးကြပါနဲ့လို့ပြောကြားခဲ့ရဖြစ်ပါတယ်ဒါကြောင့်သဘောထားပြေဝတဲ့ချို့ပြုံးကိုပရိသတ်တွေကအချစ်ပို့ခဲ့ကြပြီးမြန်မာရုပ်ရှင်နဲ့ဂီတလောကထဲမှာအကြိုက်ဆုံးသူတော်ကောင်းမကြီးပါမင်းသမီးကြီးချို့ပြုံးအသက်ရှိပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောစီအိုပုတ်ပင်ဆိုတာကိုတွေးဖူးမြင်ဖူးသလားမြန်မာနိုင်ငံမှာရောရှာရလွယ်လားဘယ်မှာဝယ်ရမလဲဆိုတာသိရင်တော့ကိုမမရေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းထားလိုက်ပြစီအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တရားစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစီရှင်